ဟုတ်ပါတယ်နော်အဲ့တော့ဘလို့ပုံစံနဲ့ဆက်လက်ပြီးတော့ပုံဖော်သွားမှလဲအဖိုလားဒါမှမဟုတ်လို့ရှိရင်တစ်ဖက်က Team Illusion ပြန်လည်ပြီးတော့အနိုင်ရရှိသွားမှလားဆိုတော့တကယ်ကိုပဲစောင့်ကြည့်ရတော့မချိန်ကတော့ရောက်လာခဲ့ပါပြီဂျန်ငယ်ကတော့ခုနကအတိုင်းလေးပေါ့နော် extension နဲ့ကျွန်တော် Lancelot ပဲပြန်ပြီးတော့ထုတ်ထားတဲ့ game ခုလို့ဒါသူ extension ပဲပြန်လည်ရွေးချယ်ထားသူ GR အနေနဲ့ကလည်းပဲ Lancelot လေးပဲပြန်လည်ပြီးတော့ရွေးချယ်ထားပါသေးတယ်ဟုတ်ပါတယ်ဆိုတော့စစင်ဂျန်ငယ်တစ်ဖက်ကတော့ပြောင်းလဲခြင်းမရှိလို့မျိုးဒီကဒါဒုံနေနေကတော့ Povius တွေပါတော့ပြန်လည်ပြီးတော့ဖြစ်ဒါပေါ်ထွက်လာခဲ့ပေါ့နော် Povius ကတကယ်ကိုင်လိုကောင်းတဲ့ ESP လိန်နာရဲမှာတကယ်ပါပါတယ် Povius ကျွန်တော်ဒီဘက်မှာပြန်ပြီးတော့မြင်လာခဲ့ရတယ်ဝင်းထဲမှာလက်ပူတွေးခဲ့ရဆိုဒီဘက်မှာလက်ပူပြန်ပြီးတော့ပဲဒါအစားပေါ့ Povius ဒီပြန်ပြီးတော့မြင်လာခဲ့ရတယ်ဗျအဲ့တော့ Ricky နေနဲ့ကလည်း R-Lock ဆိုတော့မစိုး R-Lock ဘာဖြစ်ဖြစ် Povius ဆိုတာတော့အဆင်ပြေပါတယ်ဟုတ်ပါတယ်ဒီလုံးဝ goal line မှာတော့ဒီတစ်ခါမှာတော့သူပြန်ပြီးတော့ဒါထွက်လာခဲ့ရလေကြည့်မယ်ဆိုလို့ရှိရင်တော့ Ruby ပေါ့နော်အရှိပွဲကတော့တစ်ဖက်က Team လို့ရှိရ Ruby goal line တော့ဒီပွဲမှာပြန်လဲပြီးတော့ Ruby goal line ကိုပြန်ပြီးရွေးချယ်ထားခဲ့တာ Alpha ဒါပေမဲ့သူတို့အနေနဲ့က mid မှာပြန်ထုတ်သွားခဲ့တာ KB ပေါ့နော်အဓိက late game မှာအဲ့လိုမျိုးဒါ KB ဆိုတာလဲဒါ Maxwell လိုမျိုးပြောလို့ရတဲ့ထဲမှာပါနေတဲ့အတွက်ကြောင့်မို့ KB လိုမျိုး hero တော့ပြန်ပြီးတော့ရွေးချယ်သွားခဲ့ရင်အပေါ်လမ်းမှာတော့ first bullet ရရှိသွားခဲ့လို့ Ricky တွေ့တော်တော်လေးကိုတော့နေပါသွားခဲ့ပါပြီအဲ့တော့ Fast Black Povius ကတော့ပြန်ပြီးတော့ပေးလိုက်ရတယ်အဲ့တော့ LOD player cap တွေကိုလည်းပဲเนาะကျွန်တော်တို့မမာသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒါ LOD page မှာเนาะလာရောက်ပြီးတော့ကျွန်တော်တို့မေးမြန်းပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော် cap တွေရတယ်စုဆောင်းလို့ရတယ်ပေါ့နော် cap တွေစုဆောင်းပြီးရရင်လည်းကျွန်တော် diamond နဲ့လည်းပြန်ပြီးတော့ပေါ့နော် cap တွေစုဆောင်းအဲ့ cap နဲ့လာလဲရမှာမဟုတ်ဗျ cap ရှိုံနဲ့ diamond ကတက်เนาะကျွန်တော်တို့ cap တွေလိုချင်တဲ့သူတို့တောင်းနေပေါ့နော်ကျွန်တော်တို့အတင်းတွေပြည့်သွားခဲ့ရဆိုလို့ရှိရင်เนาะကျွန်တော်တို့ diamond တွေဆက်လက်ပြီးတော့ပေးသွားအောင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ဒါကတော့လက်ရှိမှာဆိုလို့ရှိရင်တော့ရောင်းချင်ရအောင်ဖွင့်လိုက်ပြီပေါ့နော်အဲ့တော့အားလုံးပဲတကယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့အလုံး page မှာသွားရောက်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်အသေးစိတ်တွေကိုတော့ကဲအဲ့တော့เนาะကျွန်တော်ရဲ့ first starter battle လေးကိုစာပြီးတော့ရောက်လာခဲ့ပြီအဲ့တော့ Alpha Esports Palestine Illusion တို့ရဲ့ဒီတစ်ခေါက် starter battle လေးမှာဘယ်သူမှ starter ကိုရမှာလဲအဲ့တော့ကနေ Mountain Shock ကတော့ King ကိုတော့စပ်ဖွင့်လိုက်ပြီဗျာโอเคဒီဘက်မှာလည်းပြန်လဲပြီးတော့ပြေးဝင်လာဖို့တော့ကြိုးစားနေပါလားဆိုတော့ဒေါင်းကနေမှတောက်လျှောက်ပဲဘိုးမီးစနေကဒီလို post တွေတောက်လျှောက်တောင်းနေကြလို့ဟိုဘက်မှာ lens တော့3000 routine ပဲတက်ပြီးတော့ရရှိသွားခဲ့တယ်ဟိုမှာတောက်မှာနောက်မှာ Louis တစ်ချက်လောက်ဆိုရင်တော့တန်းပြီးတော့ပြတ်သွားခဲ့လို့ဒိုမီနီ Finest Net Flicker တစ်ခါလေးပဲတန်းပြီးတော့သုံးသွားခဲ့နေပဲနောက်ဆုံးမှာတော့ဒိုမီနီကိုတော့ပြန်လဲစားခေါ်သွားခဲ့တယ်two man athlete ပြန်ပြီးတော့ပဲ combo ဆွဲလုံးလေးအောက်မှာ Kim Kuro ပြန်ပေးလိုက်ရတယ်ဗျ Double K Ricky လုံးဝ final slap တွေလုံးဝတကယ်ကိုပဲ athlete လုံးဝလုံးပြခဲ့တာမျိုးတွေဟာတော့မထင်ထားခဲ့ဘူးဗျ Feather Lake Fire Slack တကယ်ကို combo better spare တွေအဲ့ရဲ့နောက်မှာ Ruby ရဲ့ Doran offense နဲ့ဆက်လက်ရှိနေဦးမှာဆိုတော့ဒီတပွဲမှာလည်း Alpha Esports မြေတော့ combo တွဲလို့တကယ်ကိုကြောက်ဖို့ကောင်းနေဗျ Alify intro မှာတော်လေးတော့အဆင်ပြေသွားပြီလို့ပြောလို့တော့ရတယ်ဆိုတော့ဒါလက်ရှိမှာဆိုလို့ရှိရင်လည်းသူတို့ဒါဘက်ပြေပါပြန်စားမယ်ဒီနောက်ဘက်ထဲမှာတကယ်လာတာနောက်ကနေ Povius ကအဲ့လိုမျိုးတောက်လျှောက်လိုက်ပြီးတော့ဘေးရဲ့ damage ကတကယ်ကောင်းတယ်ဆိုတော့ play ကအဲ့ final slide ကလည်းတကယ်ကိုမိုက်သွားတယ်အဲ့ဒါပြောမှနောက်ချက် athlete ကပြန်လဲပြီးတော့ဒါလုံးဝ fertility တွေကလည်းတကယ်ဒူးပဲပြန်ပါလာတာတော်တော်လေးတကောင်လွတ်သွားတာနော် purify ရှိနေခဲ့လို့ဒါနည်းနည်းလေးခံတာဝိုင်းလို့ပြောရမယ်ဒီမို့ဆိုရင် frame မှာထပ်ပြီးတော့ပါသွားမှာဗျဒီဘက်ကနေပြီး share လေးနဲ့ပဲလမ်းမြဆွဲထားတယ်မရောက် go pass ချက်ပို့ပေးတာဆိုရင်နောက်ကနေပြေးပြီးတော့ပြေးဝင်လာခဲ့တဲ့နောက်မှာနောက်ကနေ frame ဒီတစ်ခေါက်မှာအစီပြေပါအောင်မလားတက်ပြီးတော့ကြည့်အောင် athlete တောက်ရှော့ကိုလိုက်ရိုက်နေရပြကြောက်ပဲ nether တွေပြန်စီထားသေးရဆိုရင်လည်း frame ပြန်ကြပြီ athlete ပတ်တယ်အောက်မှာတက်ပြီးတော့ပဲ irritate ပါလာခဲ့ဆိုရင်ချက်ချင်းဒါလုံးဝ purify နေပါထုတ်သုံးပြီးတော့ပြန် fall သွားခဲ့ရပါတယ်လက်ရှိမှာတော့တောက်လျှောက်ဆိုတော့ verify တွေကိုတော့ရင်ဆိုင်မှုတော့ကြိုးစားလာခဲ့ပြီဆိုတော့ R4 တို့နေကရလို့မျိုးလက်ရှိချိန်မှာတော့ network gate တွေအတားကြီးခုရဖို့တော့ဆွဲဆောင်နေခဲ့ပြီအဲ့တော့ဆက်လက်ပြီးတော့ပဲဒီဘက်ကနေမကင်းကူလိုနေနဲ့ကလက်ရှိသူ့ family ကိုပဲသူပို့ပြီးတော့ဦးစားပေးရမယ့်ချိန်ခါရောရောက်လာခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီကောက်မှာသူတို့ရဲ့ damage အရာမှာတော်တော်လေးလောကြီးရှိရပါတော့ဆို benefit မှာလည်းဒီဘက်ကနေထွက်လာမယ် radiant ကြီးက output damage ကြီးကလည်းအော်ပဲကွက်တီသွားပြီးတော့မိနေခဲ့တဲ့ Doran ရာသီဘာလို့ heavy cost ကိုသုံးပြီးတော့ပဲအင်းဒါပြန်တော့အဓိကအနောက်မှာလည်းဘလိုင်းအဲ့လိုမျိုးဘက်ကမရှိနေတဲ့အတွက်ကြောင့်မလို့ဒါတစ်ဖက်ကမှလည်းဒါ benefit အနေနဲ့ကန်ကောင်းသွားရလို့ပဲပြောရမှာပဲနောက်ပိုင်းကျတော့လည်းမျိုး Maxman 6 lane เนี่ยအသိမထုတ်ကြဘူးကြာသေးလားဒီက Maxman 6 lane က early game မှာနည်းနည်းလေးဟိုဘယ်လိုပြောမလဲဖေးတယ်လို့ပြောရမယ်ပေါ့နော် early time တစ်ခုမှရတော့ Maxman သူတို့စေပေးရတာတွေ battle line မပေါင်းနိုင်တာတွေအဲ့ဒါ fan တွေရတာမျိုးတွေမှာ OI5 situation battle ပြန်ဆိုင်နေရတာမျိုးရှိတယ်အဲ့တော့အားလီဂိမ်းကတော့ Irritate အနေနဲ့ကတော့တိတ်ပြီးတော့လုံးရမှာမဟုတ်သေးဘူးဒါပေမဲ့ late game ပိုင်းကြောက်ရင်တော့ Irritate damage ကိုလည်းချက်ပြန်ကြည့်မှာ R4 ကလည်းပဲ maximum ပါမှာဆိုလို့ဘယ်မှာ Kimi ကို maximum ပြန်ထုတ်ထားသေးတယ်ဟုတ်တယ်အဓိကနောက်ပိုင်းမှာအဲ့လိုမျိုးပေါ့နော်အဓိကဒီ goal line မှာတစ်ဖက်ကနေမှပြန်လဲပြီးတော့အဲ့လိုမျိုးဒီ
fighter ထွက်လာခဲ့လို့မျိုးပဲ Ruby Dore တွေပြန်လဲပြီးဆွဲဖို့သွားနိုင်ခဲ့တယ်ဆိုမှလည်းဖက်မှာတောက်လျှောက်ပဲပြပေးပြီးတော့ Juice Final Set ငင်းငယ်တော့ miss သွားခဲ့ပြီဒီကတော့ Clara သူ့ရဲ့ဒါ Tsunami Slam တွေပါတယ်ပြန်ပြီးတော့ဆွဲထွက်သွားနိုင်ခဲ့ရလေလေကောင်းခဲ့ပြီအဲ့တော့ထောက်မှရှိနေခဲ့တဲ့ buff ကိုတော့နောက်ရှက်ပြီးတော့ကြိုးစားလာခဲ့ရလားတွတ်အရှိကနေဦးစီးဦးဆောင်ပဲတွားရောက်ပြီးတော့ကြည့်ရှုနေခဲ့ဆိုမှနောက်မှာတော့ bucket damage အပြည့်အဝတော့ရှိနေပါသေးတယ်ဒီနေ့အဲ့တော့သူရအနေငယ်ရော်သွားရဆိုမှအရင်တော့သွားပြီး aggressive မလုပ်ဘူးဆိုတာတော့တေချာတော့ပြန်ပြီးတော့ back လိုက်ပါပြီအဲ့တော့ပြန်ပြီးတော့ fall back တော့ပြန်လှုပ်ထားခဲ့ရင်းနဲ့ပဲ Alpha Esport နောက်တစ်ဆင့် Elori ရဲ့ Swiss State ကိုဆက်လက်ပြီးတော့တက်လန်းဖို့အတွက်ကတော့ chance တော်တော်လေးနီးစပ်နေခဲ့ပြီး illusion တွေနဲ့ရောဘယ်လိုများပြန်ပြီးတော့လာမှာလဲ Battle Lake ပြန်ပြီးတော့ဆွဲထားတဲ့ chain တွေကြားထဲမှာပဲဒီတစ်ခေါက်မှာပြန်ပြီးတော့ Netherry ရဲ့ပြန်ဆေးပြီးတော့ဆိုတော့ဘက်ကပေးတဲ့ damage တွေကြားထဲမှာ Ricky ဘက်ကနေ Shy ကိုပြန်ပြီးတော့ damage တွေအောက်မှာပဲနောက်တဲ့ chemical spray ကောင်းလိုက်တဲ့ G-Sen Shade တက်ပြီးတော့ပေးရတယ်ဗျာလုံးဝတစ်ဖက်ကနေမှာ KB ပေးနေတဲ့ damage ကအရင်အောင်များတယ်အဓိကတော့ rubber လည်းပြည့်နေရတယ်ပဲပါရဲပေါ့နော်တောင်းလျှောက်ဆိုလို့ keep square ရဲ့ damage ကြားမှာကန်တော့မကန်အောင်တက်ဝင်လာတယ် PS မှာ tension လို့ပေါ့ကြာခင်တော့တကယ်ကိုများနေပြီတခါလေးပဲ damage ပြတ်သွားကြတော့ချက်ပြီးတော့ပေးရတာ frame အပြည့်မှာ benefit ကချက်ပေးရတာကြီးကတကယ်လည်းကြည့်မယ်ဆိုအဲ့ဒါ wipe out လုံးနီးကိုဖြစ်သွားခဲ့တယ်တစ်ဖက်က response အရမှာတော့ပြန်ပြီးတော့ထွက်ပေါ်လာခဲ့ပြီဆိုပေမဲ့ပေးဆက်မှုကအရင်အောင်များပါတယ်လုံးဝ spare တွေတကယ်ကိုပဲမထက်သွားဘူးဗျသုံးသွားခဲ့ပါအခုတော်တော်လေးကိုတီးကြတေးကြလို့ပြောလို့ရတယ် first strike မှာ Ruby offhand မှာတကောင်ပြတ်သွားပြီပေါ့နော်ကြီးကြီးအဲ့ rocket ပြီးတော့ level 2 stand တော်တော်လေးကိုကောင်းတယ်ဗျဝင်ဖြတ်သွားအဲ့တော့ကနေ last slot ကပါထပ်ပြီးတော့ဝင်အပိုင်းလေးဆိုတော့လေလုံးဝတော်တော်လေးကိုလှရလို့ပြောလိုက်ပြီးတော့ make a fast star တွေလည်းထပ်ပြီးတော့ယာသွားသလိုအဲ့ကြောင့် Pobius ကပါထပ်ပြီးတော့ကျွံသွားခဲ့တဲ့ပုံစံမျိုးဖြစ်သွားခဲ့ရဆိုတော့တကောင်ကြီးတောက်လျှောက်ရတာပေါ့နော်အဲ့ဒါလုံးဝမိုက်တယ် Promise ဆိုပြန်ထွက်ပြန် show ဖြစ်သွားခဲ့တယ်ရွေးတယ်ပါဆက်လက်ပြီးတော့ဒီposition ပျောက်သွားပြီးတော့ဗောနော်ထပ်ပြီးတော့သူကပေါက်သွားခဲ့တယ်ဗျအဓိကအားလုံး space ကျန်နေတဲ့အချိန်မှာနောက်ကနေချက်ပြီးတော့ Frami ကို radio ထုတ်ဝင်လာတဲ့အချိန်တော့ဖြစ်သွားခဲ့တယ်ဗောနော်အဲ့တော့ final set တွေပါထက်ရိုက်ခွဲသွားတဲ့အချိန်မှာဘာမှလုပ်လို့မရလိုက်ပဲနဲ့သူတို့ကတန်းပြီးတော့ပေးလိုက်ရတာဘာမှမသိလိုက်ရဘူးနှမျောပြီးတော့ကောင်းပါတယ်ဆိုတော့ Frami ကထွက်တော့ပြေးသွားခဲ့ပြီအဲ့တော့ရိုင်းတော့လှုပ်ရှားလို့မရဘူးဒါတော့ plan ဖြစ်တယ်ဆိုတော့လေးပဲအဓိက buff တွေပါရရတယ်ဒီချိန်မှာ Yisan Shinလုံးဝ Jungle Speed နေရာတော်တော်လေးကိုကြီးမြောင်းသွားခဲ့ပြီလို့ပြောရတော့ပါတယ်။ Final select 2 man ပတ်တလေးနဲ့ပဲပြန်ပြီးတော့ဆွဲပြီးတော့ဆိုတော့ Netherry နေပါပြီထပ်ပြီးဆေးဖို့ကြိုးစားနေသေးတယ်ဆိုရင်လည်း Netherry ရဲ့ level 3 man တက်ပြီးတော့ပဲ Feather Lift တွေပေးနေတဲ့ damage တွေချားထဲမှာတစ်ဖက်ကနေပြီးတော့ Caliber ပြန်ကျထားတယ်ဗျာ။နောက်ကနေ Frami မှာထပ်ပြီးတော့ down line 1 for 2 trade မှာနောက်တဲ့ Dominate ပါ Tap down 1 for 3 trade လဲလိုက်ရ Ricky တစ်ယောက်ထဲဗျာ။လက်ရှိချိန်နေတာ Array ဒီဗတ်မလိုက်နိုင်သေးဘူးဒါပေမဲ့ခုနကသူလာတဲ့ဗတ်ပါကြလဲသူကျသွားခဲ့ရတယ်အစ်မပြေဘူးဆိုတော့သူကိုယ်တိုင်ဒါတစ်ဖက်ကနေမှာ Family Network Space ကိုရှာရမယ့်အတိုင်းအတာတစ်ခုတော့ရောက်နေခဲ့တယ်ပေါ့နော်ဆိုတစ်ဖက်မှာဒါလောက Fatal က3 months တကယ်ကိုလှပါတယ်စပိန်ကိုပေးပြီးချိန်မှာသူဝင်လာခဲ့တဲ့ကွက်တီလောက်တော့ကြားတယ်အဲ့ဒါမျိုးမှာ Kimi အဲ့ Kimi က idea တော်တော်လေးထွက်နေတဲ့အချိန်မှာသူစီကထွက်လာတဲ့ damage ကိုတစ်ဖက်ကဘလို့မှမခံနိုင်ဘူးဖြစ်နေရလေးကတော်တော်လေးကိုတော့ခံစားတော့ခက်နေတယ်ပေါ့နော်ဟုတ်တယ်ဗျကျွန်တော်ကပြောခဲ့သလို Alpha Esport ရဲ့ထုတ်ထားတဲ့အဲ့ drag ကပေါ့ရန်ကိုလက်များနေတယ်ဗျဒီဘက်က Retail လည်းပဲ damage မထွက်သေးရရှိနေတယ်အော်တန်းပါပြီးတော့ Netherry နေတော့မရှိကြအောင် Monster K ထပ်ပြီးတော့ကြာဆုံးသွားခဲ့ရပြန်ပြီဗျ။ damage output တွေအရန်များနေခဲ့တဲ့ Alpha Esport နောက်တဲ့ game number 2 ကိုပါဆက်လက်ပြီးတော့သိမ်းပိုက်ဖို့အတွက်အကောင်းဆုံးပြင်ဆင်နေခဲ့ပြီဖြစ်ပါတယ်။ဟိုနောက်မှာ final set နေခဲ့တော့ miss သွားခဲ့ပြီး Dominate ကို live ဖမ်းမှုတော့ကြိုးစားနေခဲ့တယ် make a second turret ထပ်ပြီးတော့ push နိုင်ပါဦးမလား။နောက်မှာ KB ကတောက်ချောက်ဆိုလို့ break လိုက်တော့ live နေခဲ့ပြီ။အဲ့တော့ထပ်ပြီးတော့ second turret တစ်လုံးတော့ထပ်ပါသွားခဲ့ရင်းနဲ့ပဲနောက်မှာ last shot dash တောက်ချောက်ဆွဲတာဟိုတော့မှာ Dominate တယောက်တည်းကိုဆွဲပေါ်လာခဲ့ပြီဆိုရင် Fatal ဒီကြားထဲမှာ execution ထပ်ထိုးတာပါဒီတဲ့တော့ safety ထားတာတော့မ Dominate ဘလို့မှမလောက်ခဲ့ရင်းနဲ့ပဲ 2 match down open နေကြားထဲမှာ Kimi တောက်ချောက်ကိုပေးနေတဲ့ damage နဲ့အတူမှာတော့သူကိုယ်တိုင်တော့ပြန်ပေးလိုက်ရရဆိုမှ Hyuki Frami ကိုတော့ရလာခဲ့ပါသေးတယ်။လုံးဝ Alpha Esport ရဲ့အဖန်အဆီးတွေကတကယ်ကိုပဲကြမ်းတမ်းနေခဲ့ပြီဗျ။ဘက်ကနေပြီး Ruby Offhand တွေလုံးဝ Ricky ရဲ့ဘောနော်လုံးဝတကယ်ကို Fighter Slack နောက်ကထွတ်ရဲ့ပြန်ပြီးတော့ Feather Lake လုံးဝဘောနော် spare တွေကဟိုမထက်သွားဘူးဗျာ။တကယ်တစ်ချက်ချင်းယူပေးရ။ဒါမှမဟုတ် Kimi ရဲ့ stand မှာထပ်ပြီးရှိနေသေးတယ်။ Last slot ကလည်းနောက်ကနေအသာလေးပဲပတ်သိမ်းနေုံနဲ့နေ။ Alpha Esport ဒုက္ခအရန်ကိုများပြားနေခဲ့တယ်။လုံးဝ illusion game number 2မှာနေမယ်သူတို့အနေနဲ့ရက်တန်တော့မှာလား game number 3ကိုဆက်ပြီးတော့သွားဖို့အတွက်အကောင်းဆုံးဆွဲခေါ်နိုင်အောင်မှာလားဆက်လက်ချိရပါဦးမယ်တကယ်ကိုရုံပြတ်ဖို့ကတော်တော်လေးကိုခက်ခဲနေပြီလို့ချန်ရှင်းနေငယ်တော့ကြုံသွားပြီအဲ့တော့ဒီနေရာလေးမှာတော့တစ်ဖက်မှာ3လောက်တိရှိတယ်ချန်ရှင်းဘလို့မှတော့မပြတ်နိုင်တော့တောက်လျှောက်တော့ပြေးဖို့တော့ကြိုးစားနေသေးတယ်နောက်မှာ last slot တောက်လျှောက် light တော့ light dash ဆွဲရ stand ပြန်ပြီးတော့ပေးနေပါသေးတယ်ဆိုပေမဲ့လည်း King Kuro စမပြေခဲ့ပါဘူးဒီနေရာကအဲ့လိုပဲခုနကလည်းအတိုင်းပဲ King Kuro နဲ့တစ်ဖက်ကနေပါဒါ last slot ပြန်ပြီးတော့ဒီဟာတွေ့နေရပဲပေါ့နော်Game 1လုံးကအတိုင်းပဲပေါ့နော်ဂျန်ငယ်နှစ်ဖက်ကပြန်ပြီးတော့ထုတ်သွားတာကတော့အဲ့တော့ lob တွေဘာတွေကတော့ Alpha Esport ယူလို့တော့ရနေခဲ့ပြီအဲသူတို့အနေနဲ့ first lob တွေဘာတွေရပြီးတော့ပွဲကိုတခါတည်းအဆုံးသတ်ဖို့တော့ကတော့ခက်နေဦးမှာပဲဆိုတော့ပွဲအရန်တာနေရမှန်တယ်နောက်ခက်ပြရဆိုလို့ဒီပွဲမှာ 8K Alpha Esport တာနေရဗျ
နော်ပွဲကစားရင်9မိနစ်ကျော်10မိနစ်တိုင်ပဲတခုပါနောက် 8k ဆိုမှလာတခုတော်တော်လေးတော့များပါတယ် အဲ့ဒါလည်းများသွားပြီ first law ဒါဘာမှမကြည့်လိုက်ဘူး law တော့ပြီးသွားခဲ့ပြီအဲ့တော့လက်ရှိကာလထူမှာ first law တွေအေး record ထောက်တာမမီသွားခဲ့ဘူးဆိုတော့ atlas တောက်လျှောက်ကိုလိုက်နောက်ချက်ဖို့တော့ကြိုးစားနေဘက်မှာလည်း4ယောက်လောက်တိကပြက်စင်းလာရင်တော့ everything look for ဆိုတာကြီးကတော်တော်လေးတော့ခက်ခဲသွားခဲ့ပြီဘလို့မရတော့ဘူးဆိုတော့တေချာသွားရင်နောက်မှာတော့ everything record ထောက်လိုက်တော့ဒီနောက်မှာတွတ်ကြီးကကွတ်တီသွားမိသွားတာကြီးကနည်းနည်းလေးကန်ဆိုးရလို့ပဲပြောရတော့မှာပဲဒါတော့ everything မရှိဘူးဒါပေမဲ့ response time ရတော့ဗောနော်ပွဲကစားရင်10မိနစ်ဆိုတော့မြန်တော့မြန်ပါတယ်နောက်တော့ second 20လောက်ပဲကျန်တော့ရဆိုတော့ဒီ low button မှာသူအောင်းဆုံးတော့ပြန်ပြီးတော့ low တော့ defend win တော့ရှီအောင်ပါပဲသူပြန်ထွက်လာလို့ရှိရင်မှီမယ်ဗောနော်အဲ့တော့မင်းမတော့ mega ရှီရတော့မရှိတော့ဘူးဆိုနေ mega tower မပေးရဘူးတော့ team အကောင်းဆုံး defend နိုင်ဦးမှာလားနောက်ကနေပြီးတော့ Netherrealm ဒီဘာရလည်းပြန်ဆေးလို့ရတယ်ဆို strike final play oh Netherrealm တော့မဆေးလိုက်ရဘူးဗျတော့တိုင်းပြီးတော့ show သွားခဲ့နောက်မတောက်တက်တဲ့ကောင်ကပ်ပြီးတော့ပဲ tsunami slam ဆွဲနေနေပဲတန်းချသွားခဲ့ဆိုကက်လီယာမရှိတော့ဘူးဗျ CP5 screen တခုကိုလောပါတက်ပြီးတော့ defend အောင်လို့ team illusion လွယ်ကူတဲ့ချင်းတခုတော့မဟုတ်ဘူးနောက်ကလည်း reception 3 let's ပြန်ပြီးတော့ပေးရတယ်ဆိုမဲ့ shot ကမရတော့တဲ့နောက်မှာလောကလည်း throw တဲရိုက်နေခဲ့ဆိုတော့ first slow နဲ့ပွဲကိုတန်းပြီးတော့ ammo တော့ Abu Esport တိုးသားနေခဲ့ရင်းနဲ့ပဲတေချာသွားခဲ့တဲ့ game number 2မှာတော့First law နဲ့တူပဲ Avo Esport ပွဲကိုအဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်